အားလုံးပဲမင်္ဂလာပါရှင်အရင်အခောက်တွေတုန်းကတော့အင်္ဂလန်နိုင်ငံကနာမည်ကျော်ဘောလုံးအသင်းတွေအခြေစိုက်ရာလီဗာပူးနဲ့မန်ချက်စတာမြို့တွေအကြောင်းကိုတူတဆုံ channel မှာဝေမျှပေးခဲ့ပြီးဖြစ်ပါတယ်ဒီတစ်ခါမှာတော့အင်္ဂလန်နိုင်ငံရဲ့တမိုင်းအမွေအနှစ်တွေစမှုတော်လန်ရေးရဲ့အထင်ကြီးအမှတ်အသားတွေနဲ့အလွန်ဖော်ရွေတဲ့ဒေသခံတွေကြောင့်ထင်ရှားကြော်ကြားတဲ့နောက်ထပ်မြို့တစ်မြို့ဖြစ်တဲ့နယူကာဆယ်မြို့ရဲ့အကြောင်းကိုထပ်မံပြီးတော့ဝေမျှလိုက်ပါတယ်ဘောလုံးလောကမှာဆိုရင်အဖြူနဲ့အနက်စင်ဝတ်စုံကိုဝတ်ဆင်ကစားတဲ့နယူကာဆယ်ကိုငှက်ကြားအသင်းလို့ခေါ်လေးရှိကြပါတယ်ပရီးမီးယားလိရဲ့ထင်ရှားတဲ့အသင်းတစ်သင်းဖြစ်တဲ့နယူကာဆယ်ယူနိုက်တက်ဘောလုံးအသင်းဟာနယူကာဆယ်မြို့မှာအခြေစိုက်တာဖြစ်ပါတယ်ဒါပေမဲ့ဒီမြို့ရဲ့အမည်အပြည့်အစုံကနယူကာဆယ်အပွန်တိုင်းဖြစ်ပြီးအတူကောက်အနေနဲ့နယူကာဆယ်လို့သာခေါ်ဝေါ်သုံးစွဲကြတာဖြစ်ပါတယ်နယူကာဆယ်မြို့ဟာအင်္ဂလန်နိုင်ငံရဲ့အရှေ့မြောက်ဘက်ပိုင်းထိုင်းအန်ဝေးယတ်ကောင်တီနယ်မြေအတွင်းမှာထိုင်းပြည်ရဲ့မြောက်ဘက်ကမ်းပေါ်မှာတည်ရှိလို့နေပါတယ်မြို့ရဲ့ area အကျယ်အဝန်းကတော့44စတူရန်မိုင်ခန့်ကျယ်ဝန်းပြီးမြို့နေလူဦးရေ3သိန်းကျော်နေထိုင်ပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်မြို့ပြဒေသတွေနဲ့ပေါင်းလိုက်ရင်တော့ထိုင်းအန်ဝေးယတ်မြို့ပြဒေသကြီးအဖြစ်လူဦးရေတသန်းကျော်နေထိုင်နေအင်္ဂလန်မြောက်ပိုင်းရဲ့အဓိကအချက်အခြားကျတဲ့မြို့ကြီးတစ်မြို့လေးဖြစ်ပါတယ်နယူကာဆယ်မြို့ရဲ့တမိုင်းကိုပြောရရင်လိုခဲ့တဲ့နှစ်ပေါင်း2000နီးပါးရောမခေတ်ကာလကနေစရမှာဖြစ်ပါတယ်အေရီ200စုလောက်မှာရောမအေဂရီဟေဒရီယန်ကသူရဲ့နယ်နိမိတ်ကာကွယ်ရေးတတိုင်းကြီးဖြစ်တဲ့ဟေဒရီယန်တတိုင်းကိုတိစောက်ခဲ့ပြီးအဲဒီတတိုင်းရဲ့အရှေ့ဘက်အစွန်မှာတိုင်းမြစ်ကိုဖြတ်ကူးနိုင်ဖို့ Pons Elias လို့ခေါ်တဲ့တံတားနဲ့ခန်းတစ်ခုကိုတိစောက်ခဲ့ပါတယ်အဲဒီနေရာဟာယနေ့နယူကာဆယ်မြို့ရဲ့အစပြုရာနေရာပဲဖြစ်ပါတယ်ရောမတွေပြန်လည်ဆုတ်ခွာသွားပြီးနောက်မှာတော့ဒီနေရာဟာအန်ဂလိုဆက်ဆွန်ဘိယင်နိုင်ငံတွေရဲ့အစရပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်နော်မန်တွေအင်္ဂလန်ကိုသိမ်းပိုက်ပြီးတဲ့နောက်1080ခုနှစ်မှာတော့ဝီလီယံဘိယင်ရဲ့သားတော်ကြီးရောဘတ်ကာဟိုစ်ကတိုင်းမြေကမ်းပေါ်မှာတစ်သားခန့်ထက်အသစ်တစ်ခုကိုတိစောက်ခဲ့ပါတယ်အဲဒီရဲတိုက်အသစ်ကိုဆွဲပြုတ်ပြီးဒီမြို့ကိုနယူကာဆယ်လို့စတင်ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်အလဲခေတ်ကာလတစ်လျှောက်လုံးနယူကာဆယ်ဟာစကော့တလန်ရဲ့ကျိုးကျော်မှုတွေကိုကာကွယ်ရတဲ့အရေးပါတဲ့ခန့်ထက်မြို့တစ်ခုအဖြစ်တည်ရှိခဲ့ပါတယ်16ရာစုကစပြီးတော့မြို့အနီးတစ်ဝိုက်မှာအလွန်ပေါ်များတဲ့ကြောင်မီးသွေးကြောင့်နိုင်ငံရဲ့အဓိကကြောင်မီးသွေးတင်ပို့ရာစိတ်ကမ်းမြို့ဖြစ်လာခဲ့ပြီးနယူကာဆယ်ကိုကြောင်မီးသွေးပို့တယ်လို့ပဲဆိုတဲ့အင်္ဂလိပ်စကားပုံတစ်ခုတောင်ပေါ်ထွက်လာခဲ့ပါတယ်ကြောင်မီးသွေးပေါ်များတဲ့နယူကာဆယ်စီကိုအခြားဒေသကနေကြောင်မီးသွေးတွေလာပို့တာအကျိုးမရှိတဲ့အလုပ်ဖြစ်တယ်လို့ရှိပြီးသားအရာဝတ္ထုတွေအများကြီးရှိတဲ့နေရာဒါမှမဟုတ်လူတယောက်စီကိုအဲ့ဒီအရာဝတ္ထုကိုထပ်ပြီးယူသွားပေးခြင်းပေးကဲလှူဒန်းခြင်းဆိုတာမျိုးတွေကလည်းအကျိုးမရှိတဲ့အလုပ်သာဖြစ်တဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်19ရာစုစက်မှုတော်လှန်ရေးကာလမှာတော့နယူကာဆယ်မြို့ဟာသူရဲ့အထွတ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်ကမ္ဘာအကြီးဆုံးသင်္ဘောတိစောက်ရေးနဲ့အကြီးစားစက်မှုလုပ်ငန်းတွေရဲ့အဟိုချက်မတစ်ခုဖြစ်လာခဲ့ပါတယ်တိုင်းမြစ်ထဲမှာတိစောက်ခဲ့တဲ့သင်္ဘောတွေဟာကမ္ဘာတစ်ဝန်းကိုခုံမောင်းခဲ့ကြပြီးမြို့ဟာတီထွင်စမ်းသစ်မှုတွေရဲ့ရှေ့ဆောင်နေရာတစ်ခုဖြစ်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အပြီး20ရာစုနှောင်းပိုင်းမှာတော့ဗြိတိန်ရဲ့အခြားစက်မှုမြို့ကြီးတွေလိုပဲကြောင်မီးသွေးတူဖော်ရေးနဲ့သင်္ဘောတိစောက်ရေးလုပ်ငန်းတွေကျဆင်းလာခဲ့တာကြောင့်မြို့ရဲ့စီးပွားရေးဟာအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့မြို့သူမြို့သားတွေရဲ့မလျှော့သောဇွဲလုံးလာနဲ့အတူနယူကာဆယ်ဟာသူ့ကိုယ်သူပြန်လည်တိစောက်ခဲ့ပြီးယနေ့အချိန်မှာတော့စီးပွားရေးအမှုပညာယဉ်ကျေးမှုနဲ့ပညာရေးတို့ထွန်းကားရာခက်မီတိုးတက်တဲ့မြို့တော်ကြီးတစ်ခုအဖြစ်ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်ပါတယ်နယူကာဆယ်မြို့ဟာရှေးအောင်ဘီတုကလက်ရာတွေနဲ့ခင်မီအဆောက်အအုံတွေကိုအံ့ဩဖွယ်ကောင်းလောက်အောင်ရောရှက်ဖန်တီးထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။နယူကာဆယ်မြို့ရဲ့အထင်ရှားဆုံးအမှတ်အသားကတော့တိုင်းမြစ်ကိုဖြတ်တန်းတိစောက်ထားတဲ့တိုင်းတရားကြီးပဲဖြစ်ပါတယ်။1928ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ဒီတမဏီကုန်းတရားကြီးရဲ့ဒီဇိုင်းဟာဩစတြေးလျနိုင်ငံကနာမည်ကျော်စစ်ဒနီစိတ်ကမ်းတရားနဲ့လည်းဆက်ဆက်နေပါတယ်။ဒီတရားကြီးရဲ့စုစုပေါင်းအလျားက1286ပေဖြစ်ပြီးအကျယ်ကတော့56ပေရှိပါတယ်။မြို့ရဲ့နေရာကကြည့်ထဲဝါစွာမြင်တွေ့နိုင်ပြီးမြို့ရဲ့မန်ကိုဖော်ကျူးနေတယ်လို့ပဲဖြစ်ပါတယ်။ Gates Head Millennium တရားကတော့တိုင်းတရားရဲ့အရှေ့ဘက်မှာတည်ရှိပြီးကမ္ဘာပထမဆုံးစောင်းနိုင်သောတရားဖြစ်ပါတယ်။လူနဲ့စပိန်တွေဖြတ်တန်းသွားဖို့အတွက်တိစောက်ထားတဲ့ဒီတရားဟာတင်မောကြီးတွေဖြတ်တန်းသွားလာတဲ့အခါမှာတော့မျက်လုံးတစ်ဖက်ပွင့်လိုက်မှိတ်လိုက်လုပ်တယ်လို့မျိုးအပေါ်ကိုစောင်းတက်သွားတာကြောင့်မျက်တောင်ခတ်တရားလို့လေတင်ဆောင်ခေါ်ဝေါ်ကြပါတယ်။နောက်ထပ်ထင်ရှားတဲ့နေရာတစ်ခုဖြစ်တဲ့စိတ်ကမ်းဘီးနေရာကတော့အချိန်ကကုံစီတွေအတင်းအချလုပ်တဲ့စီကားတဲ့စိတ်ကမ်းဖြစ်ခဲ့ပြီးအခုအခါမှာတော့ခက်မီဘားရီစားတောက်ဆိုင်တွေအမှုပညာပြခန်းတွေနဲ့ပြည့်နှက်နေတဲ့အလွန်လှပတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။တနင်္ဂနွေနေ့တွေမှာဆိုရင်ဒေတာထရက်ကောင်တွေနဲ့လက်မှုပစ္စည်းတွေရောင်းချတဲ့ဈေးပွဲတော်ကြောင့်အလွန်စီကားတဲ့နေရာတစ်ခုလေးဖြစ်ပါတယ်။နယူကာဆယ်ရဲတိုက်ကတော့မြို့ရဲ့နာမည်ကိုဖြစ်ပေါ်စေခဲ့တယ်လို့မြို့ရဲ့တမိုင်းကိုပြန်ပြောပြနေတဲ့နေရာလေးဖြစ်ပါတယ်။နော်မန်ခေတ်ကလေးကတည်ရှိခဲ့တဲ့ကာဆယ်ဂိတ်လို့ခေါ်တဲ့အဓိကခန်းထက်မျှော်စင်နဲ့ Black Gate လို့ခေါ်တဲ့
ဝင်ပေါက်ခန်းတက်တို့ပါဝင်ပြီးအထင်းမှာတမိုင်းပြကန်းတွေကိုလေ့လာနိုင်ပါလေခန်းတက်ပေါ်ကနေမြို့နဲ့တိုင်းမြင့်ရဲ့ရှုခင်းကိုအပေါ်စီးကနေကြည့်ရှုနိုင်ပါသေးတယ်မြို့လေကောင်မှာတည်ရှိနေတဲ့ Green Town ကတော့တမိုင်းဝင်နေမည်ဖြစ်ပြီးဒီနေရာမှာတော့19ရာစုအစောပိုင်း Neo Classical ဘီသူကလက်ရာပုံစံရှိတဲ့ Land Tree အဆောက်အအုံတွေနဲ့တမိုင်းဝင်အမွေအနှစ်အများစုတည်ရှိရာနေရာလေးဖြစ်ပါတယ်ဘီသူကပညာရှင် Richard Granger ရဲ့ဒီဇိုင်းနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး Granger ဈေးနဲ့ Theatre Royal တို့လိုထင်ရှားတဲ့နေရာတွေပါဝင်ပြီးမြို့ရဲ့စီးပွားရေးနဲ့ချင်းကြီးမှုဗဟိုချက်ဖြစ်ပါတယ်ဒီနေရာရဲ့အလေးဗဟိုမှာတော့1832ခုနှစ်မဲစန်တာပြုပြင်ပြောင်းလဲရေးအဥပဒေကိုဦးဆောင်ခဲ့တဲ့ Britain ဝန်ကြီးချုပ်ဟောင်း Al Grey ကိုဂုဏ်ပြုစိုက်ထူထားတဲ့ Grey အထိမ်းအမှတ်မော်ဂွန်တိုင်းကြီးတည်ရှိနေပါတယ်ဘော်တီခေတ်ပြရဲ့အမှုပညာစင်တာကတော့တိုင်းပြည်ရဲ့တောင်ဘက်ကမ်းမှာတည်ရှိနေပါတယ်အချိန်ကကျုံဆက်ယုံကြီးတစ်ခုဖြစ်ခဲ့တဲ့ဒီအဆောက်အအုံကိုခေတ်ပြရဲ့အမှုပညာပြတိုက်ကြီးအဖြစ်အသွင်ပြောင်းထားပြီးနိုင်ငံတကာကအမှုပညာရှင်တွေရဲ့ပြပွဲတွေကိုအမြဲမပြတ်ပြသလေ့ရှိပါတယ်နယူကာဆယ်ရဲ့အပြင်ဘက် Gates Hut မှာတည်ရှိပေမဲ့ဒီဒေသတစ်ခုလုံးရဲ့အမှတ်အသားအဖြစ်တည်အမှတ်ပြုထားတဲ့အေယောင်မတမ်မဏီဘဘူးရုပ်ကြီးကိုတော့မြောက်ပိုင်းမှာနတ်သမီးလို့ခေါ်လေးရှိကြပါတယ်အတောင်ပံအကျယ်189ပေနဲ့အမြင့်65ပေရှိတဲ့ဒီရုပ်တုကြီးဟာဒေသရဲ့ကြောင်မီသွေးတူးဖော်ရေးတမိုင်းကိုဂုဏ်ပြုပြီးတရင်အချက်အလက်ခေတ်သစ်ကိုကူးပြောင်းခြင်းကိုကိုစားပြုတဲ့အနေနဲ့တည်ဆောက်ထားတာလည်းဖြစ်ပါတယ်နယူကာဆယ်ရဲ့အခြားထင်ရှားတဲ့နေရာတွေကတော့17ရာစုနဲ့16ရာစုအတွင်းမှာတည်ဆောက်ခဲ့တဲ့နယူကာဆယ်ကာတီဒရယ်ဂီတနဲ့အမှုပညာပွဲတွေကျင်းပလေ့ရှိအောင်နယူကာဆယ်မြို့တော်ခမ်းမှာတဘာဝနဲ့ရှိခေတ်တမိုင်းတွေကိုလေ့လာနိုင်တဲ့ Great North ပြတိုက်အဓိက Rugby အားကစားကွင်းဖြစ်တဲ့ Kingston Park သိပ္ပံနဲ့ပတ်သက်တဲ့ပြကမ်းပေါင်းများစွာရှိရာ Life Science Center နဲ့ထင်ရှားတဲ့သိပ္ပံတမိုင်းပြတိုက်တစ်ခုဖြစ်တဲ့ Discovery Museum စတာတွေပဲဖြစ်ပါတယ်မြို့နယ်လူဦးရေစုစုပေါင်းရဲ့85ရာခိုင်နှုန်းကလူပြူတွေဖြစ်ပြီးအာရှနွယ်ဘဝ10ရာခိုင်နှုန်းအာဖရိကနွယ်ဘဝ2ရာခိုင်နှုန်းနဲ့အခြားလူမျိုးအနည်းငယ်လေးနေထိုင်ကြပါတယ်လူဦးရေရဲ့41.3ရာခိုင်နှုန်းခန့်ကခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး40.8ရာခိုင်နှုန်းကတော့ဘာသာမဲ့တွေဖြစ်ကအစ္စလမ်ဘာသာဝင်9ရာခိုင်နှုန်းခန့်နဲ့အခြားဘာသာဝင်အနည်းငယ်လေးနေထိုင်ကြပါတယ်။တစ်ချိန်ကအကြီးစားစက်မှုလုပ်ငန်းတွေကိုအဓိကအားထားခဲ့တဲ့နယူကာဆယ်ရဲ့စီးပွားရေးဟာအခုအခါမှာတော့ Digital နည်းပညာသိပ္ပံနဲ့သုတေသနလက်လီရောင်းဝယ်ရေးနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေဘက်ကိုကူးပြောင်းလာခဲ့ပါပြီ။ Eden Square လို့ကြီးမားတဲ့ဈေးဝယ်စင်တာကြီးတွေဟာနိုင်ငံတော်ဝန်ကဈေးဝယ်သူတွေကိုဆွဲဆောင်လျက်ရှိပါတယ်။ဒေသခံတွေရဲ့နှစ်စဉ်ပြည့်မြ GDP ကတော့ American Dollar 3500ခန့်ဖြစ်ပါတယ်။နယူကာဆယ်ဟာပညာရေးကဏ္ဍမှာလည်းထိပ်တန်းမြို့တစ်မြို့ဖြစ်ပါတယ်။ကမ္ဘာအဆင့်မီသုတေသနတွေကြောင့်ထင်ရှားတဲ့နယူကာဆယ်တက္ကသိုလ်နဲ့ဒီဇိုင်းနဲ့အသုံးချသိပ္ပံဘာသာရပ်တွေမှာနာမည်ကြီးတဲ့ Northern Paria တက္ကသိုလ်တို့အခြေစိုက်ရာမြို့ဖြစ်တာကြောင့်ကျောင်းသားလူငယ်တွေနဲ့အမြဲတမ်းသက်ဝင်လှုပ်ရှားနေတဲ့မြို့လေးဖြစ်ပါတယ်။မြို့ရဲ့တဲယူပို့ဆောင်ရေးစနစ်မှာအဓိကကျတာကတော့ Thai Airways Metro လို့ခေါ်တဲ့မြေအောက်နဲ့မြေပေါ်လျှက်စစ်ရထားစနစ်ပဲဖြစ်ပါတယ်။ဒီရထားကွန်ရက်ဟာမြို့တွင်စင်ချေပုံးဒေသတွေနယူကာဆယ်ပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ပင်လယ်ကမ်းခြေမြို့တွေအထိချိတ်ဆက်ပေးထားတာကြောင့်တွာလာရအလွန်အဆင်ပြေပါတယ်။အင်္ဂလန်အရှေ့မြောက်ပိုင်းဒေသရဲ့အဓိကအကျဆုံးနဲ့အလုံးအများဆုံးလေဆိပ်ကြီးဖြစ်တဲ့နယူကာဆယ်နိုင်ငံတကာလေဆိပ်ကတော့တစ်နှစ်ကိုလေကြောင်းခရီးသွား9သန်းကျော်ကိုဝန်ဆောင်မှုပေးလျက်ရှိပါတယ်။နယူကာဆယ်ဟာအင်္ဂလန်ရဲ့အခြားဒေသတွေလိုပဲတမပိုင်းသမုဒ္ဒရာရာသီဥတုကိုပိုင်ဆိုင်ထားပြီးပင်လယ်နယ်နေတာကြောင့်အေးမြတဲ့နွေရာသီနဲ့ပုံမှန်အဖြစ်အေးမပြင်းထန်တဲ့ဆောင်းရာသီတို့ရှိတတ်ပါတယ်။တစ်နှစ်ပတ်လုံးပြင်းပြအပူချိန်ကတော့4ဒီဂရီကနေ16ဒီဂရီဆဲလ်စီယပ်အတွင်းမှာရှိနေတတ်ပါတယ်။နယူကာဆယ်မြို့ကဒေသခံတွေကိုဂျော်တီလို့ခေါ်ကြပြီးသူတို့ရဲ့ဖော်ရည်မှုဟာတညံရှင်မှုနဲ့ပွင့်လင်းရိုးသားမှုတွေကြောင့်နာမည်ကြီးပါတယ်။ UK ရဲ့အကောင်းဆုံး night flight ယဉ်ကျေးမှုကိုပိုင်ဆိုင်ထားတဲ့မြို့တွေအနက်ကတစ်မြို့အဖြစ်လေသတ်မှတ်ခံထားရပြီးအထူးသဖြင့် Beach Bucket နဲ့ Quayside area တွေမှာဘားရီကလပ်တွေစားတောက်ဆိုင်တွေအများအပြားရှိပြီးအောက်ကြနဲ့စနေညတွေမှာဆိုရင်အလွန်စီကားနေလေရှိပါတယ်။နယူကာဆယ်မြို့ရဲ့လူသိများတဲ့အထင်ကရနေရာတွေအပြင်ခရီးသွားအများစုတတိမထားမိတဲ့စိတ်ဝင်စားစရာကောင်းတဲ့လျှို့ဝှက်ချက်တွေလည်းရှိနေပါသေးတယ်။ဒီရက်ထဲကတစ်ခုကတော့ Victoria လျှို့ဝှက်ဥမင်လှိုင်ကောင်းဖြစ်ပါတယ်။နယူကာဆယ်မြို့လေကောင်းရဲ့အောက်ဖက်မှာ19ရာစုခရီးကတည်ရှိခဲ့တဲ့1.5မိုင်ရှည်လျားတဲ့ဥမင်လှိုင်ကောင်းကြီးဖြစ်ပါတယ်။ဘူလာကတော့တိုင်းမြေကမ်းနားကတင်မောတွေစီကိုကြောက်မီသွေးတွေတည်ပို့ဖို့အတွက်တိစောက်ခဲ့တာပါ။ဒုတိယကမ္ဘာစစ်ကာလမှာတော့ဒီဥမင်လှိုင်ကောင်းကြီးဟာဂျာမန်တွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနေအကာအကွယ်ယူဖို့အတွက်လူပေါင်း9000ခန့်ပိုးခုနိုင်တဲ့နေရာအဖြစ်အသွင်ပြောင်းခဲ့ပါတယ်။ဒီကနေ့ရဲ့ချိန်မှာတော့အဲလန်းညုံနဲ့အတူဒီတမိုင်းဝင်ဥမင်လှိုင်ကောင်းတွေကိုဝင်ရောက်လေ့လာနိုင်ပါတယ်။နယူကာဆယ်မြို့ဟာတီထွင်စမ်းသပ်မှုတွေရဲ့ဂျင်းနီယာမြေဖြစ်ခဲ့တာနဲ့အညီမြို့လေကောင်ကမော့စလီလန်ဟာကမ္ဘာပေါ်မှာလျှက်စစ်မီးဒီကိုအသုံးပြု
ပြီးအများပြည်သူအတွက်ပထမဆုံးအကြိမ်လမ်းမီးထွန်းညှိခဲ့တဲ့လမ်းဖြစ်ပါတယ်။1889ခုနှစ်မှာနယူကာဆယ်မြို့သားတီထွင်ပညာရှင်ဂျိုးဇက်ဆွမ်တီထွင်ခဲ့တဲ့မီးသီးကိုအသုံးပြုပြီးထွန်းညှိခဲ့တာဖြစ်ခါသောမတ်အရီဆင်ထက်တောင်အရင်စောခဲ့ပါသေးတယ်။နယူကာဆယ်မြို့အကြောင်းပြောရင်နယူကာဆယ်ဘောလုံးအသင်းကိုလေချန်ထားလို့မရပါဘူး။မြန်မာဘောလုံးပရိသတ်တွေအနေနဲ့ညကြအသင်းလို့တည်ကြတဲ့ဒီအသင်းကို1880ခုနှစ်ကလေးကတည်ထောင်ခဲ့တာကြောင့်အလွန်သက်တမ်းရင်းတဲ့ဘောလုံးအသင်းလေးဖြစ်ပါတယ်။လီဖလား၄ကြိမ် FA ဖလား6ကြိမ်ရရှိထားပြီးအင်္ဂလန်အသင်းတွေရဲ့ထဲမှာလဝမမြောက်အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။နယူကာဆယ်အသင်းရဲ့အမှတ်တစိဖြစ်တဲ့အင်္ဂလန်ဂန္နဝင်အလန်ရှီယာဟာပရီးမီးယားလိသမိုင်းရဲ့ဂိုးသွင်းအများဆုံးသူလေးဖြစ်ပါတယ်။ပရီးမီးယားလိကိုပေါင်း260အထိသွင်းယူနိုင်ခဲ့သူဖြစ်ပြီးတရက်ထဲက148ဂိုးကိုတော့နယူကာဆယ်အသင်းအတွက်သွင်းပေးခဲ့တာဖြစ်ပါတယ်။နယူကာဆယ်မြို့ရဲ့နှလုံးသားလို့တင်စားရမယ့်နေရာကတော့မြို့လေကောင်းကတောင်ကုန်းပေါ်မှာထဲဝါစွာတည်ရှိနေတဲ့နယူကာဆယ်ယူနိုက်တက်အသင်းရဲ့ဘောလုံးကွင်းကြီးပဲဖြစ်ပါတယ်။ပရိသတ်9200ကျော်စံတဲ့ဒီကွင်းကြီးဟာမြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်ပြီးဘောလုံးပွဲရှိတဲ့နေ့တွေမှာဆိုရင်အဖြူအနက်ကြားဝတ်စုံတွေဝတ်ဆင်ထားတဲ့အသင်းရဲ့ပရိသတ်တွေနဲ့တမျိုးလုံးလှုပ်လှုပ်ရှားရှားဖြစ်နေတတ်ပါတယ်။နယူကာဆယ်ဟာဒေသခံတွေရဲ့နှွေးထွေးဖော်ပြမှုအင်္ဂလန်ကအခြားမြို့ကြီးတွေထက်စာရင်နေထိုင်မှုစရိတ်အလွန်သက်သာမှုမြို့ပြအင်္ဂါရက်တွေနဲ့အတူအေးချမ်းတဲ့ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားမှုအများပြည်သူသယ်ယူပို့ဆောင်ရေးအလွန်ကောင်းမွန်မှုပင်လယ်ကမ်းခြေတွေနဲ့နီးကပ်စွာတည်ရှိနေမှုစတာတွေကြောင့်နေချင်းစပွဲမြို့တစ်မျိုးအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါပေမဲ့လည်းအေးဆက်ပြီးလေတိုင်နှုံပြင်းထန်တဲ့ရသည့်ဥတုအလောက်အကိုင်အခွင့်အလန်းနေပါမှုဒေသခံတွေရဲ့ဂျော်တီလေးယိုလေးသိန်းဟာနားလည်ရာခက်ခဲနိုင်မှုမြို့တော်လန့်ထန်ရေးအလံကွာဝေးမှုစတာတွေလိုအားနည်းချက်တွေလည်းရှိနေပါတယ်။ကဲဒီလောက်ဆိုရင်တော့စမှုဒေါ်လာရေးရဲ့အမွေအနှစ်တွေကိုခေတ်သစ်ယဉ်ကျေးမှုတွေနဲ့ပေါင်းစပ်ထားတဲ့နယူကာဆယ်မြို့ကြီးရဲ့အကြောင်းကိုတော်တော်လေးသိရှိသွားလောက်ပြီးထင်ပါတယ်။အဆုံးထိနားဆင်ပေးကြတဲ့ဒုတာဇော်မိတ်ဆွေတယောက်ချင်းစီတိုင်းရွှေလန်းချက်မိကြပါစေရှင်။